အာမခံမဝယ်ခင်ကိုမေးရမယ်မေးခွန်း၃ခုမင်္ဂလာပါရှင်ကျမကတော့ AI မြန်မာရဲ့ Financial Service Consultant ဖြစ်တဲ့မကေခိုင်ဝင်းဖြစ်ပါတယ်ရှင်အာမခံထားတော့မယ်ဆိုလို့ရှိရင်ဘယ်သူကတော့ဘလောက်အာမခံထားတယ်ဘယ်သူကတော့ရော်ကြီးဘလောက်ရသွားတယ်ဆိုတဲ့သူများရဲ့စကားတွေနဲ့မဆုံးဖြတ်ပါနဲ့哦အာမခံဆိုတာကိုနဲ့ကိုမိသားစုအတွက်အန်ခိုက်ဖြစ်နေဖို့ကအဓိကပါဒါကြောင့်အာမခံ policy တစ်ခုကိုမစီစဉ်ခင်မှာကိုရှင်းရှင်းလင်းလင်းသိထားမယ်အချက်၃ချက်ကိုဒီနေ့မှာပြောပြပေးသွားမှာဖြစ်လို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးပါဦးနော်ဒီအချက်တွေကိုသိထားမှာကိုသွင်းလိုက်တဲ့ premium ကတကယ်ကိုတန်ဖိုးရှိမှာဖြစ်ပါတယ်ရှင်ပထမအချက်ကငါဘာအတွက်ထားတာလဲကိုယ့်ရဲ့ရည်မှန်းချက်ကိုအရင်ဆုံးသတ်မှတ်ရမှာဖြစ်ပါတယ်ကျမတို့မိသားစုအတွက်ဝင်ငွေအကာအကွယ်လားကိုယ့်ရဲ့အိုစာမင်းစာအတွက်လားဒါမှမဟုတ်သားသမီးတွေရဲ့ပညာရေးအတွက်လားစတဲ့ရည်ရွယ်ချက်တွေကိုအရင်ကွဲပြားအောင်လုပ်ရမှာဖြစ်ပါတယ်ရည်ရွယ်ချက်ကွဲပြားသွားရင်ရွေးချယ်ရမယ့်ပလန်လည်းကွဲပြားသွားမှာဖြစ်ပါတယ်ဒုတိယတစ်ချက်ကဒါတကယ်လိုအပ်တဲ့အကာအကွယ်လားတချို့ကကြတော့စုဆောင်းတာကိုပဲအသာပေးခြင်းနဲ့တချို့ကကြတော့အကာအကွယ်ကိုပို့လို့ခြင်းနဲ့ကိုယ့်အတွက်တကယ်လိုအပ်နေတာကကျန်းမာရေးအတွက်အကာအကွယ်လားဒါမှမဟုတ်ငွေကြေးစုဆောင်းမှုလားဆိုတာကိုအရင်ဆုံးချိန်ဆရမှာဖြစ်ပါတယ်တတိယချက်ကတော့ premium နဲ့အကာအကွယ်ပဲဖြစ်ပါတယ် premium ဘလောက်သွင်းရင်အကာအကွယ်ဘလောက်ရမလဲဆိုတာကိုသေချာသိဖို့လိုအပ်ပါတယ်ကိုယ့်ရဲ့ဝင်ငွေနဲ့သွင်းလိုက်တဲ့ premium ကရေရှည်မှာဝင်တော့ဝင်ဖို့မဖြစ်စေဖို့အရေးကြီးသလိုရလာမယ့်အကျိုးခံစား권ကလည်းကိုယ့်ရဲ့လိုအပ်ချက်ကိုလုံလောက်ဖြည့်ဆည်းပေးနိုင်ရပါမယ်ဒီချက်တွေကိုသေချာမသိဘဲနဲ့ဝေလိုက်ရင်နောက်ပိုင်းမှာကိုနဲ့ဒီအာမခံကမကိုက်ညီတာမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်အာမခံထားတာဟာကုန်ကျစရိတ်တစ်ခုမဟုတ်ပဲရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်စေဖို့အတွက်အာမခံမစီစဉ်ခင်မှာဒီရွေချက်တွေကိုရှင်းရှင်းလင်းလင်းသိရအောင်မိမိရဲ့အာမခံအကြံပေးနဲ့အရင်ဦးဆုံးတည်တည်ချာချာတိုင်ပင်ဆွေးနွေးပြီးမှအာမခံကိုစီစဉ်မှုအတွက်အကြံပြုပြစေရှင်ဒီနေ့ကျွန်မပြောပြတဲ့အကြောင်းအရာလေးတွေကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ရှင်နောက်ထပ်သိလို့တဲ့မေးခွန်းတွေရှိရင်လည်း comment မှာမှတ်ပြီးတော့မေးခဲ့လို့ရပါတယ်ရှင်တာယာပြည့်ရွှင်တဲ့နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေကျေးဇူးအများကြီးတင်ပါတယ်